အားလုံးပဲမင်္ဂလာပါကျွန်တော်ဝတ်သုံးမြန်မာမှာကျွန်တော်ဒီနေ့မှာတော့ထိုင်းနိုင်ငံရဲ့နာမည်အကြီးဆုံးပွဲတော်တွေထဲကစူကိုထိုင်းမြို့ရဲ့လိုက်ကထုံပွဲတော်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စူကိုထိုင်းမြို့ဆိုတာကတော့ထိုင်းနိုင်ငံမြောက်ပိုင်းမှာတည်ရှိတဲ့မြို့ဖြစ်ပြီးထိုင်းနိုင်ငံစတင်တည်ထောင်ရာပထမအင်ပါယာနိုင်ငံလည်းဖြစ်တဲ့ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ပါတယ်။14ရာစုအစောပိုင်းမှာခမာလက်အောက်ကနေလွှမ်းမြောက်အောင်တိုက်ထုတ်နိုင်ခဲ့ပြီးကိုထီးကိုနန်းနဲ့ထိုင်းပထမဆုံးနန်းနိုင်ငံတော်အဖြစ်စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။1983ခုနှစ်စူကိုတိုင်းခေတ်ရဲ့တတိယမြောက်မင်းဆက်ဖြစ်တဲ့ဟော့ခွန်လမ်ခန်ဟဲဘရင်လက်ထက်မှာယခုလက်ရှိထိုင်းနိုင်ငံမှာအသုံးပြုနေတဲ့ထိုင်းဘာသာစကားကိုစတင်တည်ထွင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့စူကိုထိုင်းကိုရောက်တဲ့အခါစူကိုထိုင်းပြတိုင်မှာထိုင်းဘာသာစကားပြောင်းလဲပုံတို့ကိုလည်းပြသထားတာဖြစ်လို့တွားရောက်လေ့လာနိုင်ပါတယ်။ထိုင်းနိုင်ငံရဲ့များစွာသောပွဲတော်ထဲမှာလွိုက်ကထုံပွဲတော်မီးမျိုးပွဲဟာလည်းအလွန်နာမည်ကြီးတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။လွိုက်ကထုံပွဲတော်ကနှစ်စဉ်ကျင်းပလေ့ရှိတဲ့အမျိုးသားပွဲတော်ဖြစ်ပြီးပွဲတော်ဟာထိုင်းရိုးရာပြက်ကလေးအရထိုင်းပြက်ကရိန်12လပိုင်းလဆန်း15ရက်နေ့မှာကျင်းပတာဖြစ်ပါတယ်။စူကိုထိုင်းမှာကျင်းပတဲ့ဒီလွိုက်ကထုံပွဲတော်ကိုစူကိုထိုင်းမြို့ဟောင်းဝင်းထဲမှာကျင်းပတာဖြစ်ပါတယ်။ဖျားဟောင်းတွေကြားထဲမှာဈေးတန်းလေးတွေကိုရှေးပုံလေးတွေအတိုင်းတိဆောက်ပြီးကျင်းပတာဖြစ်တဲ့အပြင်လွိုက်ကထုံပွဲစတင်ရာမူလနေရာဖြစ်တာကြောင့်စူကိုထိုင်းမြို့ရဲ့လွိုက်ကထုံပွဲတော်ဟာတခြားမြို့တွေထက်ပိုပြီးစီကားသလိုပိုပြီးလည်းနာမည်ကြီးလာပါတယ်။စူကိုတိုင်းရှေးဟောင်းနယ်မြေစုံကို1992ခုနှစ်မှာကမ္ဘာအမွေနှင့်စီးရင်ဝင် UNESCO ရှေးဟောင်းနယ်မြေအဖြစ်သတ်မှတ်ခံထားခဲ့ရတဲ့မြို့ဟောင်းလည်းဖြစ်ပါတယ်။ညနေပိုင်းရောက်တဲ့အခါမှာအနေနဲ့အရရက်ကခရီးသွားတွေဟာတဖွဲဖွဲရောက်လာကြပြီးမြို့ဟောင်းဝင်းကြီးတစ်ခုလုံးဟာကျက်ပြန်မတက်စီကားလာပါတယ်။ရိုက်ကထုံရဲ့သမိုင်းကြောင်းနဲ့ပတ်သက်ပြီးဇက်လန်းမျိုးစုံလည်းရှိပါသေးတယ်။ယုံကြည်မှုတစ်ခုကတော့ပွဲတော်ဟာအဓိကစပားရိတ်သိမ်းတဲ့အချိန်နဲ့တိုက်ဆိုင်တာကြောင့်တနစ်တာမိုးရွာပေးခဲ့တဲ့ရေနက်ဖျားဖရာမဲခုံခါအားကျေးဇူးဆက်တဲ့အနေနဲ့ရေထုကိုညဉ့်ညမ်းစေတဲ့အတွက်လည်းတောင်းပန်တဲ့သဘောအနေနဲ့ကထုံကိုမျောတယ်လို့ယူဆကြပြန်ပါတယ်။နောက်ထပ်ယုံကြည်မှုတစ်ခုကတော့ပြီးခဲ့တဲ့တနစ်တာလုံးမှာပြုလုပ်ခဲ့မိတဲ့အပြစ်များကိုမိမိမှာရှိတဲ့မကောင်းတဲ့အရာများကိုကထုံနဲ့အတူမျောပါသွားပြီးလာမယ့်နှစ်သစ်မှာကံကောင်းခြင်းတွေရောက်ရှိအောင်ကြိုဆိုတဲ့အနေနဲ့လို့လည်းယူဆကြပါသေးတယ်။ဒါကြောင့်မို့လဲမျောမဲ့ကထုံထဲမှာမိမိရဲ့လက်သေးခြေသေးသပင်တချို့တို့ကိုကထုံထဲမှာထည့်ပြီးမျောလိရှိကြပါသေးတယ်။ထိုင်းနိုင်ငံရဲ့ပွဲတော်တော်တော်များများမှာလေးစားအတူယူတဲ့အချက်တစ်ခုကတော့ဘယ်ပွဲတော်မဆိုအမိုက်ကိုစနစ်တကျပစ်တာပဲဖြစ်ပါတယ်။ဒီပွဲတော်မှာဆိုရင်လည်းလူတိုးမပေါက်လာအောင်များလာပေမဲ့အမိုက်ကိုလူတိုင်းကတတ်မှတ်ထားတဲ့အမိုက်အိတ်တွေမှာပဲစီကန်းတကျစွန့်ပစ်တာကိုတွေ့မြင်ရမှာပါစူကိုထိုင်းလွိုက်ကထုံပွဲတော်ရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ဖျော်ဖြေရေးတွေကိုဖျားဟောင်းတွေကြားထဲမှာပဲသဘာဝကျကျတင်ဆက်တာဖြစ်ပါတယ်စူကိုထိုင်းသမိုင်းလွိုက်ကထုံပွဲတော်ဖြစ်ပေါ်လာပုံစူကိုထိုင်းမှာတည်ရှိတဲ့ဖျားသမိုင်းစတာတွေကိုဖျားဟောင်းတွေကြားမှာခမ်းနားစွာနဲ့တင်ဆက်ဖျော်ဖြေကြပါတယ်။စူကိုထိုင်းခေတ်အကကိုတော့ဒီပွဲရဲ့သင်္ကေတအနေနဲ့ညတိုင်းတင်ဆက်ကပြကြပါတယ်။ရာဇဝင်သမိုင်းတွေကိုခမ်းနားလာတဲ့မီးအတန်တွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်စိတ်ဝင်စားပွဲတင်ဆက်ထားမှုကမျက်စိပဓာသာဖြစ်စေပြီးခရီးသွားတွေအတွက်လည်းဆွဲဆောင်မှုတရက်ဖြစ်စေပါတယ်။ဒီလွိုက်ကထုံပွဲတော်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းကတော့
စုကိုတိုင်းခေတ်ဌာန၏အရာလွိုက်ကထုံဟာစုကိုတိုင်းဘရင်လက်ထက်မှာနှုတ်ဖတ်မှတ်လို့ခေါ်တဲ့နန်းတွင်အမျိုးသမီးတဦးကနေစတင်ခဲ့တယ်လို့ဆိုကြပါတယ်။ရာမဘရင်လေးလက်ထက်1863ခုနှစ်မှာရေးသားဖော်ပြချက်အရ၎င်းဟာထိုင်းဗုဒ္ဓဘာသာဝင်များမှမြတ်စွာဘုရားရှင်တိဋ္ဌဂေါတမကိုရိုသေစေရန်အတွက်ပြုလုပ်တဲ့ဟိန္ဒူပွဲတော်တစ်ခုလို့လည်းသိရပါတယ်။လွိုက်ကထုံကိုအခြားအမည်နာမအနေနဲ့ဆိုရင်ဖီတီလွိုက်ပရခိသို့မဟုတ်ဖီတီဂျွန်ပရီယန်လို့လည်းခေါ်ကြပါသေးတယ်။အဓိပ္ပာယ်ကတော့စီမီကိုကျိုးနဲ့ဆွဲတင်ကကောင်းကင်ကိုအလင်းပေးပြီးမြတ်စွာဘုရားရှင်ကိုပူဇော်တာလို့အဓိပ္ပာယ်ရပါတယ်။လွိုက်ကထုံကတော့စီမီမျောပွဲဖြစ်ပြီးဂင်းကမြေဆောက်နတ်သမီးကိုကျေးဇူးတင်တဲ့အနေနဲ့မြေချောင်းစတဲ့ရေရှိရာအရက်ဒေသတို့မှာဂင်းကမြေဆောက်နတ်သမီးအတွက်ရည်မှန်းပြီးစီမီနဲ့မျောပြီးပူဇော်တာဖြစ်ပါတယ်။လွိုက်ကထုံကိုအဓိပ္ပာယ်ဖွင့်ဆိုရမှာကတော့လွိုင်းဆိုတဲ့စကားလုံးကတော့မျောခြင်းလို့အဓိပ္ပာယ်ရပြီးတော့ကထုံဆိုတဲ့အဓိပ္ပာယ်ကတော့တောင်တင်မောသို့မဟုတ်လှေတို့ကိုရည်ညွှန်းတာကြောင့်လွိုက်ကထုံဆိုတဲ့အခြေခံအဓိပ္ပာယ်ကတော့တင်မောသို့မဟုတ်တောင်တစ်ခုခုကိုရေထဲသို့မျောခြင်းလို့အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ကထုံကိုပြုလုပ်တဲ့အခါမှာကြာပန်းပုံတရံမျောခွက်လေးရအောင်ငပြောတုံးငပြောရွက်ပန်းတို့နဲ့ပြုလုပ်ကြပါတယ်။ငပြောတုံးပုံမှာငပြောရွက်တို့နဲ့မိမိအလှဆင်မဲ့ပန်းမျိုးမျိုးတို့ကိုစိတ်ကြိုက်အလှဆင်ပြီးအမွှေးတိုင်ဖျောင်းနိုင်ထုံးပြီးရေထဲသို့မျောကြပါတယ်။ယနေ့ခေတ်မှာကတော့ရေတို့ညဉ့်ညံမှုနဲ့ရေနေသတ္တဝါတို့ရဲ့အန္တရာယ်ဖြစ်မှုတို့မှကာကွယ်နိုင်စေရန်အတွက်ငါးစာဖော့ဝေဖာမုတ်သို့မဟုတ်ပါမုတ်တို့ကိုကထုံပုံတရံပြုလုပ်ပြီးမျောကြတာမျိုးတွေလည်းရှိပါတယ်။ပွဲတော်ကျင်းပရာနေရာတိုင်းမှာကထုံပြိုင်ပွဲမီးရှူမီးပန်းအလှပြိုင်ပွဲနှုတ်ဖမကွင်းလို့ခေါ်တဲ့လွိုက်ကထုံအလှမယ်ပြိုင်ပွဲများလည်းကျင်းပပြုလုပ်ကြပြီးတော့ဒါပြည့်နေ့ပွဲတော်ရဲ့နောက်ဆုံးရက်မှာစုပေးပွဲတွေလည်းစီကားစွာနဲ့ကျင်းပပါသေးတယ်။စုကိုတိုင်းလွိုက်ကထုံပွဲတော်ရဲ့နောက်ထပ်ဆွဲဆောင်မှုတစ်ခုကတော့ရာမဆက်တော်ကိုပွဲကျင်းပတဲ့ရက်အလိုက်အပိုင်းဆက်နဲ့ကပြတာဖြစ်ပါတယ်။ก็ลอยลุกล้อมหือจนมือไหมไอ้จันไรมึงไม่ต้องอยู่ในหมู่มันအဲ့ဒီအပြင်ဒေသအကဖြစ်တဲ့လောင်မုံအကကိုလည်းစုပေါင်းပြီးပျော်ပျော်ရွှင်ရွှင်ကကြတာဖြစ်လို့ခရီးသွားတိုင်းအတွက်စိတ်သဘောချမ်းမြေ့စရာလည်းဖြစ်ရပါသေးတယ်။ပွဲတော်ကိုထိုင်းနိုင်ငံတဝန်းလုံးသာမကပဲမြန်မာနိုင်ငံလာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကဲ့သို့အနီးအနားနိုင်ငံတချို့မှာလည်းကျင်းပကြပါသေးတယ်။ထိုင်းနိုင်ငံတဝန်းမှာစုကိုထိုင်းချင်းမိုင်ဘန်ကောက်နဲ့ပူကတ်တို့မှာကျင်းပတဲ့လွိုက်ကထုံပွဲတော်တွေကအကြီးမားဆုံးကျင်းပတဲ့နေရာတွေဖြစ်ပါတယ်။ချင်းမိုင်မြို့နဲ့ထိုင်းနိုင်ငံမြောက်ပိုင်းလမ်းနားဒေသတွေမှာကျင်းပတဲ့လွိုက်ကထုံပွဲတော်တွေမှာကတော့ညီမျောပွဲသာမကမိဘုံပြန်လုပ်ပွဲတွေကိုပါကျင်းပကြပါသေးတယ်။ညနေပိုင်းရောက်လာတဲ့အခါမှာတော့လွိုက်ကထုံပွဲတော်ဖြစ်ပေါ်လာပုံသမိုင်းကိုမင်းခမ်းမင်းသားအပြည့်နဲ့တဘာဝကြကြတင်ဆက်ပြီးတဲ့အခါမှာမီရှူမီပန်းတွေဖောက်ပြီးတရက်တာပွဲတော်ကျင်းပမှုကိုအဆုံးသတ်လိုက်ပါတယ်။
စုကိုထိုင်းရဲ့လိုက်ကထုံပွဲတော်ကတမိုင်းရာဇဝင်ဖော်ပြတင်ဆက်မှုတွေနဲ့မျက်စိပဓာတာဖြစ်စေပြီးရင်သက်ရှုမောပွဲတော်တစ်ခုဖြစ်တာကြောင့်ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်တဲ့အခါမှာစုကိုထိုင်းလိုက်ကထုံပွဲတော်ကိုလည်းတစ်ခေါက်လောက်တော့မဖြစ်မနေသွားလည်ကြည့်တင်ပါတယ်နော်။